အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းပြပေးမယ်ပု္ပ္ပစာလေးကတော့ဒါကိုရီးယားနိုင်ငံနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါကျွန်တော်တို့ယဉ်ကျေးမှုယဉ်ကျေးမှုအကြောင်းလေးပဲဖြစ်ပါတယ်ဒါကိုရီးယားနိုင်ငံဒီရှေးရောက်အမွေအနှစ်တွေအများကြီးကျန်နေသေးတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်ဗောနော်ဟိုးရင်တော့ဆင်းရဲတယ်အခုနောက်ပိုင်းဆိုရင်တော့တဖြည်းဖြည်းချမ်းသာလာတယ်ဗောနော်ကမ္ဘာထိပ်တန်းဝင်နိုင်ငံတစ်ခုတောင်ဖြစ်လာပြီသူကပတ်စံချမ်းသာရုံနဲ့တည်းမဟုတ်ဘူးတဲ့နော်ကိုရီးယားနိုင်ငံဒီဘာကြီးလဲဆိုရင်ယဉ်ကျေးမှုရှေးရောက်အမွေအနှစ်တွေကိုလည်းပဲအများကြီးအခုချိန်ကြီးထိန်းသိမ်းထားနိုင်တဲ့နိုင်ငံတစ်ခုဖြစ်တယ်တဲ့နော်အဲကြောင့်တော့ပြောတယ်ရှေးရောက်ယဉ်ကျေးမှုတွေနှစ်အတူပေါ့နော်ချမ်းသာကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်ကဲဟုတ်ပါပြီကျွန်တော်ရှင်းပြကြည့်ပါမယ်ကြည့်အောင်ပေါ့နော်한국은ကိုရီးယားကတော့တဲ့오래 역사ဆိုတာက오래ဆိုတာကကြာမြင့်နေပြီဖြစ်တဲ့역사သမိုင်းနဲ့ပေါ့နော်အရန်ကိုရှေ့ကျတဲ့သမိုင်းတွေနဲ့တဲ့ဘူပုံဟန်သာချမ်းသာကြွယ်ဝတဲ့ဘာလို့လဲဆိုရင်မွန်းတော်ယူဆန်းရှေးရောက်အမွေနှစ်တွေပေါ့နော်ရှင်းပြရှေးရောက်အမွေနှစ်တွေကိုချမ်းသာကြွယ်ဝတဲ့ချမ်းသာကြွယ်ဝမှုကိုဂါကျင်းစွာကရယူပိုင်ဆိုင်ထားတဲ့နာရအင်မီတာနိုင်ငံပဲဖြစ်ပါတယ်ရမယ်နော်ကိုရီးယားနိုင်ငံကတော့နော်ရှင်းပြတမိုင်းကအရန်ကိုရှေ့ကျပြီးတော့တဲ့နော်ရှေးရောက်မွေနှစ်တွေကိုချမ်းသာကြွယ်ဝရှေးရောက်မွေနှစ်တွေကိုချမ်းသာကြွယ်ဝတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်ပေါ့နော်လာပြီစူရိုရင်းဆိုတာကမြို့တော်ကြီးဖြစ်တယ်တဲ့ဆောက်ဦးကနော်ဆိုးမြို့မှာကတော့ကျောင်းဘုတ်ကွန်နန်းတော်နဲ့ချမ်းတော်ကွန်ဆိုတဲ့ချမ်းတော်ကွန်နန်းတော်တွေကတော့တဲ့ဂျိုဆွန်းရှိတဲ့ဂျိုဆွန်းခစ်ကဲပေါ့နော်ဘူကွန်ဆိုတာကနန်းတော်တွေကနော်ဂျိုဆွန်းခစ်ကဲနန်းတော်တွေကပေါ့နော်ဂျားကောင်းကောင်းဘူချိုတွဲအစ်စမီတာဒီထိမ့်သိမ့်ထားပါတယ်ရှင်းပြရင်ဒီကျောင်းဘုတ်ကွန်နဲ့ချမ်းတော်ကွန်ဆိုတဲ့နန်းတော်နှစ်ခုကဘယ်ခေတ်ကလဲဆိုရင်နော်ဂျိုဆွန်းခစ်နော်ကိုရီးယားသမိုင်းမှာနော်ခေတ်တစ်ခုအနေဖြင့်အကြာဆုံးခေတ်လို့တော့ကိုတော့ပြောလို့ရတယ်ပေါ့နော်ဂျိုဆွန်းခေတ်ရဲ့တဲ့နော်နန်းတော်တစ်ခုအနေဖြင့်တဲ့နန်းတော်တွေကတော့ပေါ့နော်အခုချိန်ကြီးကောင်းကောင်းတို့ကလည်းထိမ့်သိမ့်ထားတယ်ရှင်းပြနှစ်ရှင်းပြထောင်ထောင်ရှိပြီနဲ့တူတယ်ပေါ့နော်ကျွန်တော်ပြီးတော့ရင်ဒီဂျိုဆွန်းခေတ်ရဲ့အကြောင်းလေးကိုတွားပြီးတစ်ခေါက်လောက်ပြန်ပြီးရှာဖတ်ကြည့်ရမယ်နှစ်ပေါင်းဘယ်လောက်တောင်ရှိပြီလဲမသိဘူးအဲ့ဒီခေတ်ကပေါ့နော်အဲ့ဒီခေတ်မှာတိဆောက်ခဲ့တဲ့နန်းတော်တွေကိုလည်းပဲအခုချိန်ကြီးကောင်းကောင်းတိဆောက်ထိမ့်သိမ့်ထားဆဲပါတဲ့နော်ကျောင်းဘုကုန်းကတော့တဲ့ခါကျန်းခုကိုအကြီးမားဆုံးဖြစ်ပြီးတော့အာရွန်းတာဝန်တာယာလာပါတဲ့ဂွန်ဂေါဆိုတာနန်းတော်တစ်ခုအနေဖြင့်နော်အရန်ကြီးမားပြီးတော့အရန်ကိုတာယာလှပတဲ့နန်းတော်တစ်ခုအနေဖြင့်တဲ့ဟန်ကုတ်ကကိုရီးယားနိုင်ငံရဲ့ဂျွန်ထုံဆိုတာကရိုးရာခွန်ချူဆိုတာကပြည်သူကအဆောက်အဦတွေရဲ့ရန်ရှိပုံသဏ္ဍာန်ကိုဂျားကောင်းကောင်းဘူရောချူကိုပြသပြီးတော့ဟလားရှင်းပြရင်ဒီကျောင်းဘုကုန်းဒီကိုရီးယားနိုင်ငံရဲ့နော်ဒီလွတ်တော်အမတ်တွေဟလာလွတ်တော်အမတ်ကြီးတွေဟိုတလောအခုတို့အာနာသိမ်းသွားတဲ့လွတ်တော်အမတ်အဆောက်အုံတွေပြီးသမရအိမ်ပြတော်ရဲ့အရှိတက်တဲ့မှာရှိတယ်ပေါ့နော်အဲ့ဒီနန်းတော်ကြီးကအခုချိန်ဒီကိုတရှိနေသေးပဲအရန်ကိုတားရလှပတယ်အဲ့ဒီရဲ့ဒီနန်းတော်ရဲ့ပုံတရံတွေပြီးသူကနုပညာပုံစံတွေကိုချိန်နေပါတယ်တော့ရှေးမှုမပြတ်နော်ထိန်းသိမ်းထားဆဲပဲလို့သူကပြောတာပဲချမ်းတော်ကုန်းကတော့ဘယ်လိုခေါ်လဲ B-wall ဟလား B1 လို့ခေါ်တဲ့ဟလား B1 လို့ခေါ်တဲ့အာရွန်းတာဝန်တာယာလာပါတဲ့ဂျောင်းဆိုတာကဥယျာဉ်တစ်ခုအနေဖြင့်ယူမြောင်းဟမ်နေတာနာမည်ကြီးကြပါတယ်တဲ့နော်အီရန်ကအဲ့လိုမျိုးတဲ့ရော့စာဂျော်ကင်းဆိုတာကနော်တမိုင်းရှင်းပြနော်တမိုင်းရှိကြတယ်ပေါ့နော်တမိုင်းအဖြစ်နော်တမိုင်းဝင်ရှိကြတယ်တဲ့ဂွန်ချူမိုဆိုတာကဘီသူကအဆောက်အဦတွေကတော့ပေါ့နော်ဟျောင်းတဲ့ကြောက်ကင်းဆိုတာလက်ရှိပေါ့နော်ယခုခေတ်ပုံတရံနော်ယခုခေတ်ပုံတရံ bleeding ကအဆောက်အဦတွေနဲ့အိုးလျောချောဆိုတာကအခုလိုက်ပတ်လာပြီးတော့တဲ့နော်ဆောက်ဦးရဲ့စိုးမျိုးရဲ့မိုးဆိုးဆိုတာကပုံတရံကိုတဲ့စိုးမျိုးရဲ့ပုံတရံကိုဒေါ်ယူပို့ပြီးတော့နော်အာရွန်ဒတ်ကဲဟမ်နီတာပို့ပြီးတော့လှပလာစေတယ်ရှင်းပြောရင်စိုးမျိုးဆိုတာကအခုခေတ်အနေနဲ့ကြည့်မယ်ဆိုရင်အရန်ကိုတိတ်ပန်ကြတဲ့တကယ်ကို smart city ဖြစ်တဲ့မြို့တော်ကြီးတစ်ခုဖြစ်တဲ့ရထားလိုင်းတွေဟလာမြောက်ရထားတွေလေယာဉ်ပျံတွေကားတွေသင်္ဘောတွေနောက်ဆုံးပေါ်နီးပညာ EV တွေအစပေါ့နော်နောက်ဆုံးပေါ်နီးပညာဘတ်စကားတွေနဲ့ပေါ့နော်တည်ရှိနေတဲ့တကယ်ကို smart ကြတဲ့မြို့ကြီးဖြစ်တဲ့အဲ့ဒီမြို့ကြီးမှာတဆင့်ကျွန်တော်တို့တွေဒီဘာကြီးလဲဆိုဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းပေါ့နော်5-600 1000လောက်ကရှိတဲ့မြို့နော်နန်းတော်ကြီးတွေလည်းရှိတယ်ရှင်းပြရင်ကျွန်တော်ယခုခေတ်သိပ္ပံခေတ်နဲ့ဟိုးအရင်တော့ကရှေးအောင်ခေတ်နဲ့ခေတ်ကိုတပြိုင်တည်းသွားကြည့်လို့ရတယ်နော်မြို့ဖြစ်တယ်အားကြောင့်မလို့တဲ့နော်ဘေးနားမှာဒီအထက်100-200လောက်ရှိတဲ့နော်တိုက်တာအဆောက်အဦရဲ့အလယ်မှာကျွန်တော်တို့ဟိုးအရင်တော့ကနန်းတော်တွေဘုံကျောင်းတွေအဖြစ်ပေါ့နော်နှစ်ခုဒီလိုက်ဖက်တင့်တယ်မှုကစိုးမျိုးကိုဘာဖြစ်လဲပို့ပြီးတော့ဘာဖြစ်လဲတင့်တယ်စေတယ်တဲ့နော်ပို့ပြီးတော့တာယာလှပစေတယ်ပေါ့နော်အဲ့လိုမျိုးတော့ပြောပြထားတယ်ရမယ်နော်အဲ့ဆိုရင်ကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးပါမယ်ဒီပိုက်လေးကိုစိုးမျိုးကတော့တဲ့နော်အရန်ကိုနော်တမိုင်းအဖြစ်ရှိကြပြီးတော့တဲ့နော်ဘူကွမ်မွန်နာယူဆန်းဆိုတဲ့နော်
ယဉ်ကျေးမှုအမွေအနှစ်တွေချမ်းသာကြွယ်ဝယဉ်ကျေးမှုအမွေအနှစ်တွေနော်ချမ်းသာကြွယ်ဝတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုခါချင်းရယူပိုင်ဆိုင်ထားတဲ့နာရယမနီတာနိုင်ငံပဲဖြစ်ပါတယ်တဲ့နော်စူရိုအင်းဆိုတာကမြို့တော်ကြီးဖြစ်တဲ့စိုးမြို့မှာကတော့ဗောနော်ကျောင်းဘုတ်ကွန်ကွာကျောင်းဘုတ်ကွန်နန်းတော်နဲ့ချမ်းတော်ကွန်နန်းတော်စသဖြင့်ဗောနော်ဂျိုသွန်းရှိတဲ့ဂျိုသွန်းဖြစ်ခဲ့တဲ့ဘူကွန်ဆိုတာကနန်းတော်အဆောက်အဦတွေကတဲ့ဂျားကောင်းကောင်းတဲ့ဘူချိုတောအစ်စမီတာဒီကိုတော့ဗာလဲဆိုရင်ထိမ့်သိမ်းစောက်ရှောက်ထားပါတယ်တဲ့နော် ကျောင်းဘုတ်ကုန်းကတော့တဲ့ခါကျန်းခုကိုအကြီးမားဆုံးဖြစ်ပြီးတော့အာရွန်တောင်တာယာလှပတဲ့ကိုဂွန်ဂေါ်ရိုဆိုတာကအခုတော့ဗာလဲဆိုတော့နန်းတော်တစ်ခုနေပြည့်တဲ့ဟန်ကုတ်ကကိုရီးယားနိုင်ငံရဲ့ဂျွန်ထုံကွန်ချူဆိုတာကရိုးရာပြည်သူကအဆောက်အဦတွေရဲ့တဲ့ရန်ရှိဆိုတာပုံတရံတွေကိုတဲ့ဂျားကောင်းကောင်းဘိုရောချူကိုပြသပြီးတော့တဲ့ချမ်းတော့ကွန်ကတော့တဲ့ဘီဝေါ်လို့ခေါ်တဲ့ နော် B1 era နော် era ကိုဘူရီနုံးဆိုတာက B1 လို့ခေါ်တဲ့အာရွန်တောင်တာယာလာပါတဲ့ဂျောင်းဝန်းဆိုတဲ့ဥယျာဉ်နေဖြစ်ပေါ့နော်ယူမြောင်းဟန်နေတာနာမည်ကြီးပါတယ်တဲ့ဤတော့ဟန်အဲ့လိုမျိုးရော့စာကြော်ကင်းဆိုတာကတမိုင်းဆန်တဲ့နော်တမိုင်းဆန်တဲ့ဂွန်ချူမူလို့ဘီသူကအဆောက်အဦတွေကတော့တဲ့ဟျောင်းတဲ့ကြော်ကင်းဆိုတာကယခုခေတ်ပုံတရံဖြစ်တဲ့ဘလီတင်ကအဆောက်အဦတွေနဲ့အုံးလျောကျောဆိုတာလိုက်ဖက်လာပြီးတော့စိုးမျိုးရဲ့တဲ့မူစပုံတရံကိုတော့ယူပို့ပြီးတော့ အာရွန်တက်ကေတာယာလှပစွာဖြစ်ပို့ပြီးတော့စုမျိုးကိုပို့ပြီးတော့ဘယ်လိုဖြစ်မလဲเนาะတာယာလှပစီတယ်ပေါ့เนาะကဲဟုတ်ပါပြီအဲ့ဆိုရင်ကျွန်တော်နားလည်မယ်လို့ထင်ပါတယ်နောက်တစ်ပွားကြီးကိုသွားကြည့်ကြည့်အောင်ရှင်းပြရင်လေကျွန်တော်တို့ဒီကျောင်းဘုတ်ကွန်နန်းတော်ဆိုတာကလေကိုရီးယားနိုင်ငံရဲ့တကယ်မြို့လယ်ကြီးမှာသိလားဒီကျွန်တော်တို့ဒီ City Hall ပေါ့နော် City Hall ဒီ City Hall တကယ်မြို့တော်ကြီးဒီမြို့နယ်တကယ်မြို့ရဲ့အချက်ချာပေါ့နော် City Hall ဆိုတဲ့ဒီမြို့တော်ခမ်းမကြီးတွေရဲ့ဘေးနားမှာရှိတယ်အဲ့ဒီနေရာမှာဒီကျွန်တော်တို့ဒါရှီယောင်းနန်းတော်ဒီဖြစ်တဲ့ဒီခေါင်းဘုတ်ကုန်းမှာဆိုရင်ပေါ့နော်အဲ့နိုင်ငံသားတွေတော်တော်ကြီးကိုများတယ်နိုင်ငံသားတွေတော်တော်များများဒီအဲ့ဒီကျွန်တော်တို့ဒီလက်ရှိပေါ့နော်မင်းကြီးဝစ်စုံတွေဟာလားမူမတ်ဝစ်စုံတွေနန်းတွေဝစ်စုံတွေကိုလည်းကျွန်တော်ငှားပြီးတော့ဝစ်လို့ရတယ်ဈေးနှုန်းအဖြစ်တော့ကျွန်တော်တနာယူ1000ခွဲပေးရတယ်2နာရီဝင်ကျွန်တော်2000ခွဲပေးရတယ်ပေါ့နော်ဒါကျွန်တော်တို့သွားတော့ကဈေးနှုန်းတွေပြောတာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဝစ်စုံမျိုးစုံကိုဝစ်လို့ရတယ်ရှောက်ပြီးတော့ဓာတ်ပုံလိုက်ရိုက်လို့ရတယ်အိုင်နာမှာနောက်ပြီးအိုင်နာမှာဟန်တို့မာဦးလည်းရှိတယ်ပေါ့နော်ဟိုအရင်တော့ကကြီးလက်အိမ်ကြီးပေါ့နော်အဲ့ဒီကြီးလက်အိမ်ကြီးလည်းရှိတယ်ရှောက်ပြီးသွားလို့ရတယ်တကယ်ကိုရီးယားနိုင်ငံရဲ့အဓိကကျတဲ့မြို့လက်ရှိနေဖြစ်ကျွန်တော်ဘယ်နာကိုကြာမလဲဆိုရင်ယခုပေါ့နော်အခုဒါကိုရီးယားစစ်အာဏာသိမ်းလိုက်တယ်ဟိုတလောပေါ့နော်စစ်အာဏာသိမ်းလိုက်တယ်လွှတ်တော်မှအဆောက်အုံတွေရဲ့ဘေးနားမှာရှိတယ်ဒါနန်းတော်ကြီးဖြစ်တယ်ကျွန်တော်ကိုရီးယားကိုရောက်တဲ့အခါကျွန်တော်ကျောင်းသားတွေတွားရောက်လည်ပတ်တဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်ကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုကိုထပ်ပြီးတော့သွားကြည့်ကြည့်အောင်နောက်တစ်ခုကဘာလဲဒါဖျားဆင်းထုတော်နော်ဖျားဆင်းထုတော်ကိုရီးယားနိုင်ငံရဲ့တောင်တွေတော်တော်များများမှာဖုံးကျောင်းတွေရှိတယ်ပေါ့နော်အဲ့မှာလည်းဖျားဆင်းထုတော်တွေရှိပါတယ်ကဲလာပြီဂေါင်းကျူကတော့တဲ့ယန္နာဆိုတာကဟိုးရင်တော့ရှီလာရဲ့ပေါ့နော်စူရိုယော့သွန်းဆိုတာကမြို့တော်ကြီးဖြစ်ခဲ့တယ်တဲ့နော်မြို့တော်ကြီးဖြစ်ခဲ့တယ်ဒိုရှိရိုမြို့တော်တစ်ခုနေဖြစ်ပေါ့နော်မြို့တော်နေဖြစ်တဲ့ဒါယဟန်မျိုးစုံတဲ့မွန်နာယူဆန်းဆိုတဲ့နော်ရင်းရင်းမှုအမွေအနှစ်တွေကိုတဲ့ဘူချိုတောအစ်စမီတာဒီထိန်းသိမ်းထားပါတယ်ကျောင်းကျူဆိုတာဘယ်မြို့ရဲ့နော်ရှီလာခေရဲ့မြို့တော်ကြီးဖြစ်တယ်မြို့တော်တစ်ခုနေဖြစ်နာမည်ကြီးတယ်ဟိုးရင်တော့ဆိုရင်တော့အခုတို့ဒီရှီလာရဲ့မြို့ပေါ့နော်ယခုခေတ်ဆိုရင်တော့ကျောင်းကျူပေါ့နော်မြို့တော်တစ်ခုနေဖြစ်တဲ့နော်ရှီယောင်းမွေနှစ်တွေကိုထိန်းသိမ်းထားပါတယ်အဲ့ဒီမှာဘာတွေရှိလဲဆိုရင်ဘူကုဆာဆိုတဲ့ဖះเจ้าနေတဲ့စောကုအမ်ကတော့တဲ့ရှီလာခေရဲ့ဘူကျုမွန်နာဆိုတဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုကိုစမ်းခြင်းဟာနော်သင်္ကေတပြုတဲ့ဒေပြူကျော်ကင်းထင်ရှားကျော်ကြားတဲ့မွန်နာယူဆန်ပဲဖြစ်ပါတယ်အဲ့ဒီမှာဗုဒ္ဓဘာသာနော်သင်္ကေတပြရုပ်ပေါ့နော်နှစ်ခုရှိတယ်ဘာလဲဆိုရင်အဲ့ဒါဒီဘူကုစာနဲ့ဆောင်းကူအမ်ပဲဖြစ်တယ်အဲ့ဒီဘူကုစာနဲ့ဆောင်းကူအမ်ဒီဘယ်ခေတ်ကနော်သင်္ကေတပြရုပ်တွေလဲဆိုလို့ရှိရင်အခုတော့ရှင်းလာရဲ့ယဉ်ကျေးမှုဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေနဲ့နော်သင်္ကေတပြရုပ်တွေပဲဖြစ်ပါတယ်ပေါ့နော်ဘူကုစာမှာကတော့တဲ့အာရွန်တာဝန်ဆိုတာတာယာလာပါတဲ့ဟာလားတကယ်ကိုတာယာလာပါတယ်တဲ့နော်ဂျွန်းစောရူဂျီနီဆိုတာကဒန်ဒါရီဟာလားဂျွန်းစောဆိုတာကဒန်ဒါရီနော်ဒန်ဒါရီတွေဂျီနီဆိုတာကရှိတဲ့အရန်ကိုနော်ပြောတမိုင်းကြောင်းလှတဲ့ဒန်ဒါရီပေါ့နော်ဒီလိုမျိုးဖော်ညွှန်းပြီးပြောရမယ်ဆိုတမိုင်းကြောင်းလှတဲ့ဒန်ဒါရီတွေရှိတဲ့ဘာလဲဆိုလို့ရှိရင်ဆော့ကာထပ်နော်ဆော့ကာထပ်ကွာဒါဘိုထပ်ပြီးအစ်စမီတာ
အခုဟိုမှာတွားကြည့်လိုက်တာကျွန်တော်ကိုယ်ကဲမှာတွားပြီးရှာကြည့်လိုက်တဲ့အခါနော်ဘာကြီးလဲဆိုလို့ရှိရင် soccer ထက်တည်တဲ့ဘယ်လိုမျိုးကိုပြောချင်တာလဲဆိုရင် soccer ထက်ကျွန်တော်ရှာကြည့်ကြည့်လိုက်မယ်နော်နော် soccer ထက်ဆိုတာဒီလိုဟိုအရင်တော့ကဖုံရောင်းနေဒီမှာနော်ဘာလို့လဲအရင်တော့ကဒီမှာဘာကြီးလဲဆိုတော့ဖုံရောင်းနေနော်ဒီလိုမျိုးပြောချင်တာရှင်းဘုံလို့လည်းပြောတယ်နော်ပြတ်တက်လို့လည်းပြောတယ်တာဝါလို့လည်းပြောတယ်ထပ်တီကျွန်တော်တာဝါကိုပြောတာပေါ့နော်ရှင်းပြောရင်တော့မြန်မာပြည်မှာဆိုတော့ဘယ်လိုပြောမြို့ဘယ်လိုပြောမလဲဘယ်လိုပြောမလဲဗျာဘုံပေါ့နော်ဘုံပေါ့အဲ့လိုမျိုးပဲပြောရမှာပဲကျွန်တော်တိတ်ပြီးတော့မခေါ်တတ်တော့နော်ဆော့ကာထက်ဒီဟာကိုပြောတာပါကဲဟိုပါဗျာဆိုကျွန်တော်ဆက်ပြီးတော့သွားကြည့်မယ်နော်ဆော့ကာထက်နေတဲ့ဒါဘုထက်ကတဲ့ဣဆွေမီတာရှိရပါတယ်ဗောနော်ဆော့ကူအမကတော့တဲ့ဟန်ကူကဲဆိုကိုရီးယားမှာဂါဂျန်ဆိုတာကအဆုံးပါအာရွန်တပ်တာနော်တာယာလှပတယ်တဲ့နော်ဒိုးဆိုတာကအခုတော့ဗါလေကြောက်တုံးကြီးဖြစ်ဗောနော်ကြောက်တုံးကြီးဖြစ်တဲ့မန်တိုပြုတ်လို့ထားတဲ့ဘူဆန်ဆိုတဲ့အခုတော့ဗါလေဆိုရုပ်ဘွားတော်ကဣဆွေမီတာရှိကြပါတယ်စောကွမ်မှာဘာရှိလဲဆိုရင်သူတို့တကယ့်ကိုအထွတ်မြတ်ထားရကြောက်တုံးကြီးဖြစ်တယ်ကြောက်တုံးကြီးဖြစ်လှုပ်ထားတယ်ဗောနော်ဘာလဲဆိုရင်ဘူဆန်ဆိုတဲ့ဒီဗုဒ္ဓစင်တုတော်ကြီးကဘာလဲဆိုရင်ရှိကြပါတယ်တဲ့နော်ဒီဘေးနားကဒီစင်တုတော်ကြီးပြောချင်တာအဲ့ဒီစင်တုတော်ကြီးကရှိပါတယ်တဲ့ဤဘူဆန်ကိုထုံးလာရောအဲ့ဒီရုပ်ပွားတော်ကြီးမှာတဆင်ပေါ့နော်ရှီလာစာရန်တရီရဲ့နော်ရှီလာလူတွေရဲ့ပေါ့နော်ရှီလာကိကလူတွေရဲ့နော်တီယောနန်ဆိုတာကတော့လေထူးချွန်ထက်မြက်ပြီးတော့စမ်းကြဲတဲ့ဂီစုကွာနီးပညာနဲ့ယေစုဆိုတဲ့ဘာလဲဆိုရင်အနုပညာနော်အနုပညာရဲ့တဲ့ခံကဆိုတာကယတာတွေကိုယောဘုစုဣစုမိတာဒီခန်းစားသိရှိနိုင်ပါတယ်နော်ဒီကြောက်တုံးတွေကိုဒီဖျားစင်းတူတော်ကိုကြည်ချင်းအဖြစ်ရှီလာခေတ်ကလူတွေရဲ့နော်ထူးခြားဆန်းပြတဲ့နော်ထူးချွန်ထက်မြက်တဲ့အနုပညာနဲ့နော်နိပညာတွေကိုဘာလဲဆိုတော့တွားရောက်ကြည့်ရှုပြီးတော့ခံစားနိုင်ပါတယ်တဲ့ဒါဆိုတော့ဒါကြောင့်မလို့တဲ့ခေါင်းကျူရဲ့နော်ခေါင်းကျူမှာကတော့မန်းတော့များပြားတဲ့ခေါင်းခေါင်းကဲဆိုတာကဘာလဲဆိုတော့ခီးတော့ဧည့်သည်တွေကတဲ့ချက်စမီတာချက်စကမ္မီတာဒီရှာဖွေပြီးတော့တွားကြပါတယ်နော်ရှာဖွေပြီးတော့တွားကြပါတယ်ရှင်းပြောရင်ဒီခေါင်းကျူဆိုတာကဘယ်လိုလဲဆိုရင်ကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ပကံပေါ့နော်ပကံပေါ့နော်ပကံခက်နော်ပကံလို့ပြောလို့ရပါတယ်နော်ပကံရှေးအောင်မွေးနေတဲ့အများကြီးရှိတဲ့ပကံဟုတ်ပြီပြန်ပြောပြမယ်နောက်ထောင်ကြည့်ခေါင်းကျူကတော့တဲ့နော်ဟိုးရင်တော့ကရှစ်လရဲ့မြို့တော်ကြီးဖြစ်တဲ့မြို့တော်တစ်ခုအနေဖြင့်မျိုးစုံသောရင်းချင်းမှုမွေးတွေကိုနော်ဗာလို့ထိန်းသိမ်းဆောက်ရှောက်ထားပါတယ်တဲ့နော်ဘူကုဆာဝါဆောင်းကုအမကတော့နော်ရှစ်လရဲ့တဲ့ဘူးပြိုမွန်းတော်ဆိုတဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေရဲ့နော်သင်္ကေတပြရုပ်တစ်ခုနေဖြစ်တဲ့နော်ဒေဗျူကျော်ကင်းဆိုတာထင်ရှားကျော်ကြားတဲ့မွန်းတော်ယူဆန်းအင်မီတာယဉ်ကျေးမှုအမွေးနေ့ပဲဖြစ်ပါတယ်ဘူကုဆာမာကတော့အာရွန်တပ်တာနော်တာယာလှပတဲ့နော်တကယ်ကိုနော်ခေတ်သမိုင်းကြောင့်ကောင်းတဲ့နော်ဘာလဲဆိုရင်ဂျွန်းဆောဆိုတဲ့ဒန္တာရီတွေကိုတဲ့ဂျီနီးစွာရယူပိုင်ဆိုင်ထားတဲ့ဘာလဲဆိုရင်ဆောင်းကထပ်ကွာဆောင်းကထပ်နဲ့ဒါဘိုးထပ်တွေကဣစမီတာရှိကြပါတယ်နော်စောကူအမကတော့တဲ့ဟန်ကုကဲဆိုကိုရီးယားမှာခါကျန်းဆိုတာအဆုံးပါအာရွန်တပ်တာနော်တာယာလှပတဲ့အရန်ကိုကောင်းတယ်ပေါ့နော်ဒိုးရိုဆိုတာကအခုတော့ဘာလဲဆိုတော့ကြောက်တုံးကြီးဖြစ်မန်တို့ပြုတ်လုပ်ထားတဲ့ဘူးဆန်းဆိုတဲ့နော်စင်လူတော်ရုပ်ပွားတော်ကဣစမီတာရှိကြပါတယ်တဲ့ဤဘူဆန်ကိုထုံးရရောအဲ့ဒီရုပ်ပွားတော်ကြီးမှာတစ်စစ်နော်ရှီလာစာရန်တဲ့ရှီလာလူတွေရဲ့နော်တီယောနန်ဆိုတာထူးချွန်ထက်မြက်တဲ့ဂီစုကွာအနုပညာနဲ့ဂီစုကွာနိပညာနဲ့ယေစုဆိုတဲ့အနုပညာရဲ့တဲ့ဂမ်ကဆိုတာယတာတွေကိုယောဘုစုဣစမီတာတိမြင်ခံစားနိုင်ပါတယ်။ကရက်စာဒါကြောင့်မလို့တဲ့ကြောင်ကျူရဲ့နော်ကြောင်ကျူမှာကတော့မန်နုံကွန်ကွန်ကဲတရီတာမြပြတဲ့ခီးသောဧည့်သည်တွေကတော့ခြားခြားကံနေတာတွားရောက်ရှာဖွေပြီးတော့တွားကြပါတယ်။ရမယ်နော်။ကဲဟုတ်ပြီအားဆိုရင်အခုတော့နောက်တစ်ခုထပ်ပြီးတော့တွားကြည့်ကြည့်အောင်နောက်တစ်ခုဟန်ကူကကိုရီးယားနိုင်ငံရဲ့မွန်နာယူဆန်ဆိုတာကရည်ချင်းမှုမွေးနေ့တွေကိုတဲ့မာရတဲ့ပြောတဲ့အခါမှာပဲနိုကိုစုပဲနိုစုအုံနုံဆိုတာကချန်လက်ထားလို့မရနိုင်တဲ့နော်ချန်လက်ထားလို့မရနိုင်တဲ့ခုဆိုနေရာကတော့ဘယ်နေရာလဲဆိုရင်အန်တုံပဲဖြစ်ပါတယ်ကိုရီးယားနိုင်ငံရဲ့ယဉ်ကျေးမှုမွေးနေ့အကြောင်းတွေကိုပြောပြတဲ့အခါကျွန်တော်ချန်လက်ထားလို့မရနိုင်တဲ့တခုကဘာကြီးလဲဆိုရင်အန်တုံပါတဲ့နော်အန်တုံပဲဖြစ်ပါတယ်ဒါအခုဆိုရင်တော့ဒါမြို့ပေါ့နော်အန်တုံမြို့ပဲဖြစ်ပါတယ်ပေါ့နော်အားလုံးကတော့တဲ့ဟွာဝဲမဦးဆိုတဲ့နော်ဟွာဝဲဒီကြေးရွာနဲ့ဒူဆန်းစောဝန်းဆိုတဲ့ဒီဒူဆန်းစောဝန်းကြေးရွာစသဖြင့်တွေပေါ့နော်အဲ့ဒီကြေးရွာတွေကတော့တဲ့ဒူဆွန်းရှိတဲ့ဒူဆွန်းခက်ခဲ့တဲ့ယူဂီယိုမွန်နာဆိုတဲ့ဒီကွန်ပျူတာယဉ်ကျေးမှုနော်ကွန်ပျူတာယဉ်ကျေးမှုတွေကပေါ့နော်ဂူစရန်ကြီးဆိုတာကအဲ့ဒီအတိုင်းကျွန်တော်စောက်ထားတယ်တန်လေးနဲ့စောက်ထားရင်တန်ဒီဖြစ်ပေါ့နော်လက်ရှိချိန်ဒီဘာမှမပြောင်းရင်နော်မယူမရင်းပဲနဲ့ဒီတိုင်းပဲเนาะအိမ်တုပ်ဆေးတွေလည်းထုံနေတကောင်းပဲအဲ့ဒီဂျူဆွန်ခစ်ကတုတ်ထားခဲ့တဲ့ဆေးတွေအတိုင်းဒီတိုင်းပြောချင်တာ
လက်ရမပြတ်ရှေးမှုမပြတ်ပြောချင်တာနော်ဂူစရန်ကြီးတဲ့နာမဤနုံဆိုတာကနော်လက်ရမပြတ်ပဲနဲ့ကြံရှိနေသေးတဲ့ဒူရှိအမနီသားမြို့တော်ကြီးပဲဖြစ်ပါတယ်တဲ့ဟွာဝဲမအောင်မှာကတော့တဲ့ဂျွန်ထုံဆိုတာကရိုးရာခါဦးဆိုတဲ့အိမ်တွေကတော့တဲ့ကုသေးတို့ဒီအတိုင်းပဲတဲ့ဘူကျိုးတဲ့ဣစမြောထိမ့်သိမ်းထားရှိပြီးတော့နော်1999ခုနှစ်ဆိုတာ1999ခုနှစ်မှာ영구အဲဆိုတာကဗြိတိရှပေါ့နော်ဗြိတိရှအဲတဲ့နော်အဲလီဂျာဘက်စ်ဆိုတာကအဲလီဇဘတ်ယောဝမ်းကြီးအဲလီဇဘတ်ဘုရင်မကြီးကတဲ့ဗန်မွန်ဟာဂီလိုဟက်စမီတာဒီလာရောက်ပြီးတော့ပါဆိုလေပတ်ခဲ့ပါတယ်ဘယ်ကိုလဲဆိုလို့ရှိရင်ဂျွန်ထုံခါကိုနော်ဒီဟွာဝဲမာဦးပေါ့နော်အဲ့ဒီကြီးရွာကို1999ခုနှစ်ကဗြိတိရှဘုရင်မကြီးဖြစ်တဲ့အဲလီဇဘတ်ဘုရင်မကြီးကလာရောက်ပြီးတော့ဗိုက်တော့လက်ပတ်ခဲ့ပါတယ်တဲ့ဂရီကိုပြီးတော့တဲ့နော်ဒိုဆန်းစာဝန်ဆိုတဲ့ဒီဘောနော်ဒိုဆန်းစာဝန်ကြီးရွာကတော့ဘောနော်ဂျူဆွန်းရှိတဲ့ဂျူဆွန်းခေကဘောနော်ဂျူဆွန်းခေရဲ့တဲ့ယူကီယိုဂီကွမ်ဆိုတဲ့ကိုတော့ဗောလို့ပညာရေးနော်ပညာရေးဆိုင်ရာအဆောက်အဦဌာနတွေနေဖြစ်ဘောနော်ခေါင်းမှုကွာအဆောက်အဦနေတဲ့ဂျောင်းဆိုတာဥယျာဉ်တွေကတော့တဲ့ဟန်ကူကကိုရီးယားနိုင်ငံရဲ့ဂျုံတုံချော့ကင်းဆိုတော့ကရိုးရာကြတယ်တဲ့မီချော့ကန်ကန်ဆိုတော့ကအနုပညာရတာတွေကိုတဲ့ဂျားကောင်းကောင်းဘူရောဂျူနီတာပြတာပေးပါတယ်ရှင်းပြောလို့ရှိရင်အခုတော့ဟွာဝဲမအောင်မှာကြတော့ဘာတွေရှိလဲဆိုရင်ရိုးရာအိမ်တွေရှိတဲ့ဒီကနော်ဒူဆန်းဆောင်မှာကြတော့ဘာကြီးလဲဆိုရင်ဂျိုဆွန်းခက်ကပညာရေးအဆောက်အဦတွေအနေဖြင့်ဘာတွေရှိလဲဆိုတော့အဆောက်အဦတွေရှိမယ်ပြီးဥယျာဉ်တွေရှိတယ်အဲ့ဒီဥယျာဉ်တွေဒီကိုရီးယားနိုင်ငံရဲ့နော်ရိုးရာကြတဲ့နော်အနုပညာရတာတွေကိုဘာဖြစ်လဲဆိုတော့ကောင်းကောင်းနော်ဖော်ပြပေးတယ်ခန်းစားဖော်ပြပေးတယ်ပေါ့နော်ဒီလိုမျိုးပြောပြပေးတာပါတယ်ကဲဟုတ်ပါပြီအဲ့ဆိုရင်ကျွန်တော်ဒီ byte လေးကိုပြန်ပြီးတော့တစ်ဆက်လောက်ပြန်ပြီးတော့ရှင်းပြကြည့်မယ်နောက်ဆုံး byte လေးကိုနော်ကဲဟုတ်ပါပြီကြည့်ကြအောင်ကိုရီးယားနိုင်ငံရဲ့တဲ့နော်ယဉ်ကျေးမှုမွေးနေ့တွေကိုပြောရမယ်ဆိုရင်ကျွန်တော်ချမ်းသာထားလို့မရနိုင်တဲ့နေရာတစ်နေရာရှိပါတယ်အဲ့ဒီနေရာဘာကြီးလဲဆိုရင်အန်ဒုံပဲဖြစ်ပါတယ်အန်ဒုံမှာဆိုရင်ဘာတွေရှိလဲဆိုတော့ရွာ200ရှိတယ်ဘာကြီးလဲဆိုရင်ဟွာဝဲမာဦးနဲ့ဒိုဆန်းဆောင်စသဖြင့်ပေါ့နော်ဂျူဆွန်းခေရဲ့နော်ဂျူဆွန်းခေရဲ့တဲ့နော်ကွန်ပျူတာယဉ်ကျေးမှုတွေကနော်ငကုမူလအတိုင်းမပြတ်ပဲနဲ့နာမဤနုံဆိုတာကြာရှိနေသေးတဲ့မြို့တွေပဲဖြစ်ပါတယ်ပေါ့နော်နော်ဟာဝဲမာဦးမှာကတော့တဲ့နော်ဟာဝဲမာဦးမှာကတော့ဂျွန်ထုံရိုးရာနော်ခါဦးဆိုတဲ့အိမ်တွေကတော့တဲ့ကုတဲတို့ဒီအတိုင်းပဲတဲ့ဘူကျိုးတဲ့ဣစမြောဆိုတာထိန်းသိမ်းဆောက်ရှောက်ထားပြီးတော့တဲ့1999ခုနှစ်မှာဟလာဗြိတိရှဘုရင်မကြီးအဲလီဇဘတ်ရဲ့နော်အဲလီဇဘတ်ဗြိတိရှဘုရင်မကြီးအဲလီဇဘတ်ကတော့တဲ့ဗန်မော်ဟာကီလိုဟက်စမီတာဒီလာရောက်ပြီးတော့လေပတ်ခဲ့ပါတယ်တဲ့ဂရီကိုပြီးတော့ဒူဆန်းဆောင်းမှာကတော့ဘာကြီးလဲဆိုရင်ဂျိုဆွန်းရှိတဲ့ဂျိုဆွန်းခေရဲ့ယူကီယိုဂီကွမ်ဆိုတဲ့ပညာရေးဆိုင်ရာနော်ဌာနအဆောက်အဦတွေနေဖြစ်ဘာတွေရှိလဲဆိုတော့အဆောက်အဦတွေနဲ့ဂျောင်းဝန်းဆိုတဲ့ဥယျာဉ်တော်တွေကပေါ့နော်ဟန်ကူကကိုရီးယားနိုင်ငံရဲ့ရိုးရာကြတဲ့နော်ဂျုံထိုဂျော့ကင်းဆိုတာကရိုးရာဆန်တဲ့မီချော့ကန်ကပ်ဆိုတာကနုပညာရတာတွေကိုဂျားကောင်းကောင်းဘိုးရောချူနေတာပြသပေးပါတယ်ရမယ်နော်โอเคပါအဲ့ဆိုရင်ကျွန်တော်ဒီနေ့ရှင်းပြခဲ့တာကိုအားလုံးနားလည်သဘောပေါက်လိမ့်မယ်လို့ညွှန်လင်းမိပါတယ်โอเคပါကျွန်တော်ဒီပေါ့နော်အခုတော့ဒါစာသင်တာတွေပေါ့နော်ဒီဗီဒီယိုတွေတင်ထားတာကိုခဏလေးရပ်ထားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့မီဒီယာလည်းမမှန်ဘူးကျွန်တော်တို့ဒီမှာနော်ကိစ္စလေးတွေနည်းနည်းရှိနေတာဖြစ်တာမလို့ဒါမတင်ဖြစ်ဘူးပေါ့လေနော်အခုတော့ဒါကျွန်တော်ကျောင်းသားတွေလည်းတင်ပေးပါလို့ပြောတဲ့ခါကျတော့ကျွန်တော်လည်းမနေနိုင်ပါဘူးပေါ့နော်အခုကစပြီးကျွန်တော်တောက်လျှောက်တင်ပေးပါမယ်နောက်ပြီးတော့ကိုရီးယားနိုင်ငံကိုကျွန်တော်တစ်ချက်သတိထားမှာကကိုရီးယားနိုင်ငံဒီဟိုးရှေးရောက်အမွေနှစ်တွေအများကြီးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်ပေါ့နော်ဟိုးရင်တော့မချမ်းသာဘူးဒါကျွန်တော်မြန်မာပြည်ကတော့မှာပေါ့နော်စံရီစဘားတွေထောက်ပံ့ပေးခဲ့ရတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်သူတို့ချမ်းသာတာဒီဘာချမ်းသာလဲဆိုရှေးရောက်အမွေနှစ်တွေကအများကြီးချမ်းသာတဲ့နိုင်ငံဖြစ်ပါတယ်ပေါ့နော်အားကြောင့်မလို့ဒါကိုရီးယားနိုင်ငံဒီရှေးရောက်အမွေနှစ်တွေအများကြီးရှိတဲ့နိုင်ငံဖြစ်ပါတယ်โอเคပါအဲ့ဒါကျွန်တော်ကျောင်းသားတွေနားလည်နိုင်မယ်လို့ပြောလင်းမိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်